မင်္ဂလာပါဒေါက်တာဒီတစ်ပတ်လည်းဒေါက်တာနဲ့ပြန်လည်ဆုံတွေ့ရတဲ့အတွက်အရန်ကိုဝမ်းသာမိပါတယ်ဒီတစ်ပတ်မှာတော့ Behind the Desk Understanding Workplace Stress ဆိုတဲ့ခေါင်းစဉ်လေးအောက်ကနေဒေါက်တာကိုမေးခွန်းလေးတွေမေးတော့မှာဖြစ်ပါတယ်ဒေါက်တာအခုလိုမျိုးမိုက်တဲ့အတွက်အချိန်လေးတွေပေးပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပထမအဦးဆုံးအနေနဲ့ပေါ့နော် workplace stress လို့ပြောလိုက်တာနဲ့အလုပ်ခွင်စိတ်ဖိစီးမှုလို့ကြားလိုက်တာနဲ့ပေါ့နော်ဘယ်အရာကဒေါက်တာရဲ့စိတ်ထဲကိုရောက်ရှိလာသလဲနောက်တစ်ခုကတော့ဒီနေ့မျက်မှောက်ခင်မှာပေါ့နော် workplace stress ဆိုတာကဘာကြောင့်လူတွေကြားထဲမှာထုံးစံတစ်ခုလိုဖြစ်လာတာလဲရှင်ဟုတ်ကဲ့ပါအမကြီးပြန်လည်တွေ့ဆုံရတာအားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါရစီနော်ဆိုတော့ကျမတို့ဒီနေ့ကျမတင်တဲ့ဆွေးနွေးမဲ့ခေါင်းစဉ်လေးက workplace mental stress ပေါ့လीနော်ဆိုတော့ workplace stress အလုပ်ငန်းခွင်စိတ်ဖိစီးမှုလို့ပြောလိုက်ရင်ကျမအရင်ဆုံးပြင်းမြင်ပြီးတာဗာလဲဆိုတော့စိတ်ဖိစီးမှုအပြည့်နဲ့အလုပ်ပွဲမှာထိုင်နေတယ်ပြီးသွားရင်အိမ်ပြန်ရောက်တယ်ဒါပေမဲ့အလုပ်ကိစ္စတွေကိုစိတ်ကလုံးဝအနားမရဘဲနဲ့ဘယ်လိုပြောမလဲon mood အမြဲလောက်ထားရဲဆိုတဲ့အခြေအနေတခုတော့ကျွန်မအမြဲတမ်းတွေ့ရတယ်ပေါ့လीနော်ဆိုတော့ဒီနေ့ခေတ်မှာလည်းဘာကြောင့်ဒါတွေများလာလဲဆိုတော့ကျွန်တော်တို့က work life balance တွေပျောက်လာလဲပါတယ် boundary တွေပေါ့နော် time boundary တွေပြတ်လာတယ်ဆိုလိုတာ in person work ပဲဖြစ်ဖြစ်ပေါ့နော်remote work ပဲဖြစ်ဖြစ်ကျွန်တော်တို့များသောအားဖြင့်ကအိမ်အထိကိုတစ်ခါကျဖုန်းနေလာနေရပေါ့နော်ဟိုအိမ်ပြေရောက်တယ်နားမဲ့ချိန်မှာဖုန်းတွေပြောပေးနေရတယ်ဆိုတော့ကျွန်တော်တို့ရုံငန်းကအိတ်ကတည်းကဖုန်းထဲမှာလို့ဖြစ်နေရပါလိမ့်နော်ဆိုတော့ဒီဖုန်းထဲမှာပဲကျွန်တော်တို့ရုံငန်းလို့ဖြစ်နေတဲ့အခါကျတော့ဒီဖုန်းရှိသူတွေကိုဆက်လာတဲ့အလုံးနဲ့ပတ်သက်တဲ့ဟာတွေကိုလည်းကျွန်တော်တို့လက်ခံပြီးလုပ်ပေးနေရတယ်ပေါ့ဆိုတော့နောက်တစ်ခုကဒီနေ့ခေတ်အခါမှာဘာကြောင့်ဒီလိုမျိုးတွေဖြစ်ပျက်လာလဲဆိုတော့ကျွန်တော်အလုပ်အကင်တွေပြန်ကြည့်မယ်ဆိုအလုပ်အကင်တွေရှားပါလာတယ်ပြည်တွင်းမှာလည်းအလုပ်ကိုင်ရှားပါသလိုပြည်ပမှာလည်းအလုပ်ကိုင်လုပ်ရတဲ့အခါမှာအလုပ်ပြုတ်မှာကြောက်ရတဲ့စိတ်ခံစားချက်တွေဖြစ်တာပေါ့နော်ဆိုတော့ငါအမြဲတမ်းတက်လိုက်မြအကောင်းဆုံးကြိုးစားနေမှသာလေငါရဲ့အလုပ်ကိုင်ကစိတ်ချရတယ်ဆိုတော့စိုးရင်စိတ်လေးနဲ့လုပ်နေရတဲ့အတွက်ကြောင့်မို့လို့များသောအားဖြင့်ကတော့ကျွန်တော်တို့ workplace stress တွေဖြစ်တာပေါ့လေနော်နောက်တစ်ခုကကျတော့ကျွန်တော် WHO ကပြောထားသလိုပေါ့ကိုလုံနိုင်တဲ့ ability တွေ knowledge တွေထက်ဆိုင်အလုပ်ကတောင်းဆိုတဲ့ demand တွေတအားများလာတယ်နောက်ဘာလေးတွေထပ်တွေ့ရလဲဆိုတော့တချို့ຢာလေးမှာတော့ဟို deadline တွေပေါ့လေနော်အရန် tight ဖြစ်တဲ့ deadline တွေပေးတတ်တဲ့အလုပ်တွေဆိုရင်လေတယောက်နဲ့တယောက်တော့မတူပေါ့လေဒီလိုမျိုးပြန်တွေးကြည့်မယ်ဆိုရင်တော့ဆိုတော့ anyway ဒီလိုမျိုးဟာတွေကြောင့်တော့ကျွန်တော်တို့များတော့ဖြစ်ကတော့ workplace stress ဖြစ်ရတယ်ပေါ့လေနော်ဟုတ်ကဲ့ဒေါက်တာရဲ့ career တစ်လျှောက်မှာပေါ့နော်အလုပ်ခွင်စိတ်ဖိစီးမှုကို overwhelming ဖြစ်လောက်အောင်ခံစားခဲ့ရတဲ့အချိန်လေးတစ်ခုကိုဖော်ပြပေးလို့ရမလားမသိဘူးရှင်အဲ့ဒီလို overwhelming ဖြစ်လောက်အောင်ခံစားခဲ့ရတဲ့အလုပ်ခွင်စိတ်ဖိစီးမှုကိုဘယ်အရာကကြော်လွှားဖို့အကူအညီဖြစ်စေခဲ့တာလဲရှင်ဟုတ်ကဲ့လုပ်ငန်းခွင်စိတ်ဖိစီးမှုဆိုတာတော့လူတော်တော်များများမှာကြုံတွေ့လေးရှိရဲ့အရာပဲပေါ့လေနော်ဆိုတော့ဆရာမလေးပဲအများကြီးလူတယောက်ဆိုတော့လုပ်ငန်းခွင်စိတ်ဖိစီးမှုမရှိခဲ့တာမဟုတ်ဘူးရှိခဲ့တာလေပေါ့လေနော်များသောအားဖြင့်ကတော့ကိုယ့်ရဲ့ကိုယ်လည်း mental health practitioner ဖြစ်တော့ handle လုပ်နိုင်တာပေါ့လေနော်ဒါပေမဲ့ overwhelm ဖြစ်ခဲ့တဲ့အချိန်ကာလတစ်ခုပြန်ပြောပြပါဆိုရင်တော့ earthquake ကာလပေါ့နော်ဒီငလျင်လှုပ်ခဲ့တဲ့ကျမတို့ကာလလေးကိုတော့ပြန်သွားကြည့်ရမယ်ပေါ့လေနော်အဲ့မှာတော့ကျမတို့ trauma experience ကြုံရတဲ့ client တွေ patient တွေတအားများတယ်ဆိုတော့ကျမတို့ကဒီ MHPSS ပေါ့နော် mental health and psychosocial support ပေးတဲ့အခါကျတော့ဒီကျမကိုယ်တိုင် train ပေးနေတဲ့counselor တွေကိုလည်းကျမတို့ကဟိုတစ်ဖက်က peer supervision ပုံစံမျိုးလေးတွေလုပ်ပေးရပေါ့လေနော်တစ်ဖက်ကကျကိုယ်တိုင်ကလည်းဒီ traumatic case တွေကိုအရင်ကိုကြည့်တဲ့ပမာဏထက်ပိုပြီးများပြီးကြည့်ရတယ်ပေါ့လေနော်ဘာဖြစ်လို့ဆိုတော့အဲ့ကာလမှာ demand ကအရင်များတယ်ကျမတို့လူဦးရေကတကယ်သွားလို့နိုင်တဲ့လူဦးရေကအစောပိုင်းနေမှာဆိုလူနည်းနေသေးတဲ့အခါကြတော့လေနော်ဆိုတော့ကိုလည်းအဲ့မှာ overwhelming ဖြစ်တော့အရင်ဆုံးကျမတို့အဲ့လိုမျိုးဖြစ်လာပြီဆိုနံပါတ်1ကကျတော့ကျမတို့ကအကူအညီဖြစ်စေလဲဆိုရင် acceptance ပေါ့နော်အရှိကိုအရှိတိုင်းလက်ခံတဲ့ radical acceptance တခုကအရင်ဆုံးရှိနေဖို့လိုတယ်ပေါ့ကိုယ်တိုင်ကလည်းစိတ်ရောမဟုတ်ဘူးကိုယ်တိုင်ကလည်းအကန့်အသတ်ရှိရယ်ကိုယ်မှလည်း limitation တွေရှိရယ်ဆိုရင်ဟာကိုလက်ခံလိုက်ဖို့ပေါ့နော်ပြီးရင်တကယ်ကိုပေါ့နော်ကိုညီထောက်ပံ့ပေးမယ် peer supervision ပေါ့လေကိုရဲ့လုပ်ဖို့ကိုင်းပြီးနေယူပြီးွားရင်
ကိုယ့်ရဲ့ self care ကိုမမိပဲနဲ့တေချာလေးပြန်ပြီးရနဲ့ဦးစားပေးပြီး prioritize လုပ်ပြီးရနဲ့တချို့အရာလေးတွေမှာကျမတို့နားတဲ့အချိန်လေးနားမယ် short တဲ့ဟာလေး short ရဆိုတဲ့ဟာတွေကတော့ကျမတို့ဒီလိုမျိုးကိစ္စတွေကိုကြော်လွှားနိုင်မှုအတွက်ကိုအဓိကအထောက်ပံ့ဖြစ်ပေးခဲ့တဲ့အရာတွေပေါ့လीနော်